Hello Lavina ပါဒီည Lavina ကကတ်လေးတွေကြားတဲ့အတိုင်း hobby မှာဖြစ်နေပေါ့နော်ဒါပေမဲ့ဘာအကြောင်း home လဲဆိုတာကိုတော့ခုတည်းတော့ဒီချားတော့မစင်စားရသေးဘူးဒါပေမဲ့ကတ်လေးတွေကြားတဲ့ပုံမှာကြည့်ပြီးတော့မှဟောလိုက်တော့မယ်နော်ဆိုတော့ပထမဆုံးကတ်ကကြတော့တော်တော်များများကြည့်ရဒီရဲ့ဗိုင်းမိသားစုနဲ့ပတ်သက်ပြီးတော့စိတ်တွေလေးလံရှုပ်ထွေးနေတူရယ်ကိုကပဲကိုဒီအိမ်ပေါ့နော်ဒီမိသားစုရဲ့တာဝန်တွေအကုန်လုံးကိုထမ်းထားရတယ်ကိုကပဲငွေပေးရတယ်ဒါပေမဲ့ကိုဒီလောက်နဲ့နိုင်ခံပေမဲ့ပြန်ပြီးတော့ကိုပေါ့နော်မိသားစုတွေအနေနဲ့နားလည်မှုတွေနှွေးထွေးမှုတွေနေနေတယ်ပေါ့ရှိသမျှဝန်တွေကိုကြောက်တဲ့ထဲနေရပေမဲ့လေသူတို့ဘက်ကကြတော့ဒါကိုရဲ့တာဝန်တစ်ခုလို့သူတို့ကတတ်မှတ်ထားတာပေါ့နော်ဒီလိုအရာတွေတော်တော်များများခံစားနေရတယ်ထင်တယ်အဓိကကတော့အခြားသောပြဿနာမဟုတ်ဘဲနဲ့ home case ပေါ့နော်မိသားစုနဲ့ family case တွေတော်တော်များများအဆင်မပြေတာမျိုးလေးတွေစိတ်ညစ်နေတာမျိုးလေးတွေရှိရထင်တယ်ဒါဆိုရင်ဘယ်တော့လောက်ဒီ case တွေဒီအဖြစ်အပျက်တွေဘယ်တော့လောက်ကျော်လွန်သွားနိုင်မလဲဆိုတာနောက်တစ်ခါထပ်ဆွဲလိုက်မယ်နော်ဆိုတော့နောက်တစ်ခါထပ်ဆွဲကြမယ်ဘယ်တော့လာတော့မှာကံကောင်းခြင်းတွေလာတော့မှာပေါ့နော် week of fortune ဆိုတာကကံကြမ္မာအလဲပြောင်းကံကြမ္မာဘိန်လို့ခေါ်တယ်ဒါအခုချိန်မှာအခက်ခဲတွေအများကြီးဝန်တွေအများကြီးထမ်းနေရတယ်ပေမဲ့လို့မကြခင်မှာပေါ့နော်မကြခင်ဆိုတော့ဒီနှစ်ကကုံတော့မှာဆိုတော့နောက်နှစ်ထဲမှာတော့ဒီမိသားစုနဲ့ပတ်သက်တဲ့အခက်ခဲတွေထမ်းထားရတဲ့ဝန်တွေပေါ့နော်ဘေးနာကဒီလို toxic ဆန်တဲ့လူတွေပေါ့အဲ့လိုလူမျိုးလေးတွေကမကြခင်မှာကိုဘေးနာကနေလည်းထွက်သွားမှာဖြစ်တယ်လို့ကိုလည်းအဲ့ဒီကနေရုံထွက်နိုင်တော့မှာပေါ့နော်ဒါဆိုရင်ဘလောက်ပဲအစီမပြေမှုတွေကန်ဆိုးမှုတွေကြုံနေရတယ်ဆိုရင်တော့မှနောက်နှစ်ထဲမှာတော့ကောင်းတာလေးလာမှာပေါ့နော်ဒါကကန်စမာဘိန်းလို့ခေါ်တယ်ကန်အကြောင်းအပြောင်းလဲလေးမကြခင်မှာဖြစ်လာတော့မယ်နော်မကက်တော့နောက်တစ်ခုကကြတော့ဗာလဲပေါ့နော်မပြီးပြတ်သေးတဲ့ကိစ္စလေးတွေဒါအချစ်ရေးခြင်းနဲ့မပြီးပြတ်သေးတဲ့ကိစ္စလေးတွေပေါ့နော်တွေ့လို့တွေ့လောက်ဒါပေမဲ့ပြတ်တော့ပြတ်နေပြီဒါပေမဲ့လည်းမပြတ်ဘူးအဲ့လိုမျိုးမပြတ်သေးမပြတ်ကိစ္စလေးတွေလည်းရှိနေကြရင်လည်းကျူရည်ကြည်ရနိကုံမှာရီစာအစ်စ်ကထားတော့မှလားဒါမှမဟုတ်ရီစာဟောင်းနဲ့ပဲပြန်တွေ့ရတော့မှလားဘယ်လိုမျိုးလဲနှစ်ပင်လိန်တွေသုံးပင်လိန်တွေအဲ့လိုအချင်းမျိုးလေးတွေနဲ့လည်းကြုံနေကြရတယ်ပေါ့နော်ဒါကကြတော့အချစ်ရေးပဲသွားတယ်ပြီးတော့ဒီလိုမျိုးနောက်တစ်ခုကကြတော့ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမိသားစုနဲ့ကလည်းလုံးဝရည်တည်ပြတ်ဖြတ်လို့မရတဲ့အခြေအနေမျိုးလေးတွေပါမှာပေါ့နော်ဒါဆိုရင်တော်တော်လေးကိုဒီနှစ်ကုံပိုင်းကရှုပ်ထွေးအခြေအနေမျိုးတွေနဲ့တော်တော်လေးကိုဖြတ်တန်းရတယ်နော်ကြည်ရဘာတွေရှုပ်နေကြလဲတော့မသိဘူးရှုပ်တော့ရှုပ်ကြတယ်ပြီးတော့ငွေကြီးပိုင်းနဲ့ပတ်သက်လို့ပေါ့နော်အခုချိန်ဒီနှစ်ထဲမှာတော့တိဆောက်ထားတဲ့တဖြည်းဖြည်းနဲ့တိဆောက်ထားတဲ့တစ်ခုပြီးတစ်ခုပေါ့နော်ကိုယ်ရွေချက်ရေမှန်ချက်တွေတိဆောက်ထားတဲ့တဖြည်းဖြည်းတော့ရေရှည်အနေနဲ့တွေးပြီးတော့လှုပ်ထားနေတော့မယ်ပေါ့နော်အကောင်ထဲတော့မဖော်လာသေးဘူးလက်ရှိမှာကတော့စူးစမ်းနေစေလုံနေစေတိဆောက်နေစေအဝေးကြီးထီတော့တွားဖို့တော့စီစဉ်ထားတဲ့အတွက်အများကြီးတွေခြေချထားပြီးပြီပေါ့နော်ခြေချထားပြီးပြီဆိုတော့ဖြစ်လာမှာပါတကယ်ကပဲဖြစ်မှာလေKing of Cups မကြခင်မှာပြည့်စုံခြင်းနေလာမယ်နော်ဒါကြည့်ရတာအရှိကပေါ့နော်ပြောမယ်ဆိုလို့ရှိရင်ဒါဒီဝန်နေလဲပေါ့ပါသွားမယ်မကြခင်မှာပလင်ပေါ်ထိုင်ရတော့မယ်ကွာသိရမလားခွက်ထဲမှာပြည့်စုံခြင်းနေပါလာတော့မှဒါလေးလဲလွတ်သွားမယ်ပြီးလို့ရှိရင်ဒီလိုမျိုးမလို့ဖြစ်နေတဲ့အရာလေးတွေပေါ့နော်ရှိစက်သွားရင်ကောင်းမလားမသွားရင်ကောင်းမလားဒါမှမဟုတ်ဆက်ပြီးနှပင်လိန်ရမလားဖြတ်တောက်လိုက်ရမလားဆိုတဲ့အရာတွေကိုလည်းအကုန်လုံးတတိကျကျဖြတ်တောက်ပြီးတော့မှအရှိကိုဆက်သွားမှာပြီးတော့ကိုတီဆောက်ထားတဲ့ဒီအရာတွေပေါ့နော်နောက်ထပ်ထိသွားဖို့ရွယ်ထားတဲ့အရာလေးတွေကလည်းအောင်မြင်ပြီးတော့ပလင်ပေါ်ထိုင်ရမယ့်အချိန်ကိုရောက်တော့မှာနော်အဲ့ဒါကြောင့်မလို့ဒီနှစ်ထဲမှာဖြစ်ဖြစ်ဒီနှစ်ကုန်ပိုင်းထဲမှာဖြစ်ဖြစ်အရန်ကိုစိတ်တက်ကြကြအားငယ်ကြရရှိတယ်ဆိုရင်တော့မှအားငယ်ပါနဲ့အတင်းထားပါနောက်နှစ်ထဲမှာကောင်းတာတွေလာတော့မှာနော်